ကဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့သင်တန်းနဲ့ပတ်သက်တဲ့ဟာလေးတွေလုပ်ရင်းနဲ့ကျွန်တော်လည်းဒီဘက်ပိုင်းမှာတခြားလေးလာပြရှိရလေးလာရင်းနဲ့ကျွန်တော်မနေ့က Facebook မှာ post တစ်ခုတွေ့လိုက်တယ်ပေါ့နော်ဒီကျွန်တော်ကအညာလားပေါ့နော်အညာဒေတာမှာဒီကုံစုံဆိုင်လေးတွေရောင်းတဲ့ group မှာတယောက်ကမေးထားတာဘာလဲဆိုတော့ तू က digital marketing ဆိုတာကဘာတုံးနဲ့ तू ခဏ line ပေါ်မှာတွေ့နေရတယ်ပေါ့နော်အဲ့တော့ဒီအကြောင်းကို तू ကနားမလဲတော့ရိုးရိုးသားသားပဲ तू မေးလိုက်တယ်ဒါပေမဲ့ပြန်ရတဲ့ feedback တွေကရည်ကြတယ်ပေါ့နော်လူတော်များများရည်ကြတယ်ကောင်းကောင်းမဖြည့်ရှင်းပြီးတဲ့လူတွေလည်းရှိပါတယ်အဲ့တော့ဒါလေးတွေကိုကျွန်တော်ရဲ့ဒီညီကိုမောင်နှမတွေပေါ့နော်လုပ်ငန်းကိုစလုပ်နေတဲ့လူတွေကိုကျွန်တော်ကနည်းနည်းလေးရင်နဲ့မကောင်းဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့မမေးရလောက်အောင်ဖြစ်နေနော်ရှင်းပြလူလည်းရှိတယ်ရည်တဲ့လူလည်းရှိတယ်တချို့ကဒါလေးတော့မသိဘူးလားဆိုပြီးလှောင်ကြတာပေါ့ဗျာနော်ဒါလည်းအဲ့လူတွေရှိပါတယ်ဒါတူနဲ့တက်ပေါ့ဒါကျွန်တော်ကတော့ရှင်းပြမယ်ဘက်ကအချမ်းပါပေါ့ဗျာအဲ့တော့ digital marketing ကဘာလဲဆိုတော့ကျွန်တော်လွယ်ပဲပြောမယ်ဗျာဈေးရောင်းတာပဲနော် digital marketing ဆိုဈေးရောင်းတာအမှန်ဈေးရောင်းတာ digital ဆိုတာကျွန်တော်တို့ကအပြင်မှာမဟုတ်တော့ဘူးခုကျွန်တော်တို့ရိုးရိုးပဲစဉ်းစားကြည့်အောင်အရင်တော့ကျွန်တော်တို့ဈေးရောင်းရင်เนาะကျွန်တော်ဒါလေးလည်းကြည့်ရမှာเนาะခဏလေးကြည့်ရမှာဘာလို့ဆိုတော့ဒီမှာကျွန်တော်လောက်ထားတဲ့ຢာလေးပြောင်းလာမှာဆိုအရင်တော့ကကျွန်တော်တို့ဈေးရောင်းရင်ဘာလုပ်လဲဆိုတော့လူစီကားတဲ့ဈေးတွေထဲမှာသွားရောင်းတယ်ဟောအဲ့တဲ့စီးပွားရေး business အမြင်ရှိတဲ့လူတွေကဘာလဲဒီချိန်မှာလူတွေဘယ်နေရာတွေမှာကြည့်ကြတယ်လဲဆိုတော့လေ့လာလိုက်တော့ကျွန်တော်တို့ကျွန်တော်ငယ်တုန်းကဆိုရင်ဇလန်းတွဲတွေလာ MRT4 လို့ဘာလို့လဲဝူခုံးကားတို့ကြံကြောင်းကားတို့เนาะဒါမျိုးတွေမှာကျွန်တော်တို့ဇလန်တွဲတွေလွှတ်လိုက်တဲ့အခါမှာเนาะဇလန်တွဲကြီးကိုလွှတ်လိုက်တဲ့အခါမှာလူတွေကတစ်ပိုင်းနဲ့စိတ်ဝင်စားလာတော့တယောက်စားနှစ်ယောက်စားကြီးနေနောက်ပိုင်းတစ်နိုင်ငံလုံးကဒီဇလန်ပေါက်တော့ဝိုင်းကြည့်လာကြတယ်အဲ့အချိန်မှာဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကြော်ညာထည့်လူတွေစိတ်ဝင်စားတဲ့အချိန်မှာကြော်ညာထည့်လူတွေရဲ့ attention လူတွေစိတ်ဝင်စားမှုကရန်ရေးကြီးတယ်ပေါ့เนาะအဲ့တော့ဒီလို digital marketing ရတယ်အဲ့လိုပဲခုကျွန်တော်တို့ရဲ့နေဘူးထိုင်မှုပုံစံနဲ့ပြောင်းသွားပြီအရင်တော့ကျွန်တော်တို့ကဈေးတွေမှာရောင်းနေလက်ကမ်းစာဆောင်တွေဝေတယ်เนาะကျွန်တော်တို့တွေပွဲလန်းသဘင်တွေလုပ်ပြီးတော့ကြော်ညာကြရတယ်စိုင်းဘုတ်တွေထောင်ကြရတယ်အခုကကြတော့လူတွေကအပြင်မှာတိတ်မရှိတော့ဆိုမထွက်တော့ဘူးပြောမှာเนาะလူတွေကအပြင်ကအရာတွေကိုအရင်ကြီးစိတ်ဝင်စားတော့ဘယ်မှာပဲဆိုကျွန်တော်တို့ဖုန်းထဲပဲလူတိုင်းမှာဖုန်းရှိတယ်အင်တာနက်ရှိတယ်ဖုန်းထဲမှာပဲပွတ်နေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဥပမာအခုဆိုရင်ကျွန်တော်တို့မြန်မာပြည်မှာပေါ့နော်တခြားနိုင်ငံမှာ digital marketing ကတော့အမျိုးမျိုးရှိတယ်ဗျာဒါကြီးကျွန်တော်ရှုပ်လို့မပြောတော့ဘူးဒီကျွန်တော်တို့နိုင်ငံမှာ Facebook ရှိတယ်နော် TikTok ရှိတယ်ဒီနှစ်မျိုးပဲအဓိကသွားတယ်အခုနောက်တစ်ခု Facebook က VPN ကြောင့်လုံးရှုပ်သွားပြီ TikTok မှာကျွန်တော်တို့များသွားပြင်ရောက်သွားပြီလူတွေ TikTok မှာထမင်းစားနားတယ် TikTok လေးဖွင့်ကြည့်တယ်ကလေးလေးတွေကစလူကြီးတွေဆိုအဲ့တော့ကျွန်တော်တို့ကဒီလူတွေဘယ်မှာရောက်နေလဲဆိုတော့ကြည့်တဲ့အခါမှာကျွန်တော်တို့အဲ့ရှိတဲ့လူတွေစိတ်ဝင်စားနေတဲ့နေရာပေါ်မှာကျွန်တော်သွားကြော်ညာရတယ်အရင်တော့လမ်းမမှာတစ်ထည့်ဘလောက်ညာတော့អော်တဲ့ဟာကအဲ့တိုင်းပဲရောင်းတာဒါပေမဲ့ဘာနဲ့ဖြစ်သွားလဲဆိုတော့ဖုန်းနဲ့ရိုက်ပြီးတော့ရောင်းရတဲ့အဆင့်ဖြစ်သွားတယ်เนาะကျွန်တော်တို့ဒါမျိုးလေးတွေနားလည်မှာ digital marketing ဘလို့အလုပ်လုပ်တယ်ဆိုတာလေးကျွန်တော်တို့သိသွားရင်ကျွန်တော်တို့ရဲ့ product တွေကိုလည်းကျွန်တော်တို့ကခက်မစင်းသားနဲ့ဟာ digital marketing လုံးဝရတော့မယ်အောင်မြင်တော့မယ်ဆိုရင်ငါပစ္စည်းတွေကဘယ်လိုသင်တန်းဆရာကြီးတွေမှာဘလို့အဲ့လိုမျိုးမစင်းသားကျွန်တော်တို့ရှိတဲ့ဖုန်းနဲ့ကျွန်တော်တို့ထောင်ရိုက်မယ်ကျွန်တော်တို့အဲ့အတွက်ဘာလို့လဲဆိုတော့ကျွန်တော်မိုက်လေးတွေလိုမယ်ကျွန်တော်တို့ပစ္စည်းကိုငင်းစင်းပြဖို့ကျွန်တော်တို့ tribal လေးတွေလိုမယ်ဒါလေးတွေလည်းကျွန်တော်နောက်ကြရင်ရှင်းပြမယ်ဘယ်ပစ္စည်းကဘယ်လိုကောင်းတယ်ဘာလေးတွေဘယ်လိုသုံးသင့်တယ်ဆိုတော့เนาะအဲ့တော့ digital marketing ကတေးကြတယ်ကျွန်တော်တို့အပြင်မှာအရင်တော့ audio ကြီးရောင်းတယ်အခုဖုန်းထဲမှာရောင်းတယ် TikTok ပေါ်မှာရောင်းတယ် Facebook ပေါ်မှာရောင်းတယ်เนาะဒါမျိုးလေးတွေရောင်းတာဖြစ်ပါတယ်ကျွန်တော်ဥပမာပြောမှာဗျာအန်ဒီတယောက်ကဥပမာကျွန်တော် Facebook သုံးတယ်ဒါမှမဟုတ် TikTok သုံးနေအင်ကြီးပုံလေးတွေတွေ့ဟာလှလိုက်တာကိုကတင်ထားတာပေါ့နော်သူကတွေ့ဒါလေးကဘယ်လောက်လဲဒါဘယ်လောက်ပါဗျမှာကျင်လိုက်တာပတ်စံဘယ်လိုချရမလဲရတယ်ချင်းခုလူလိန်တွေပေါ်လို့နော်လူလိန်တွေပေါ်တဲ့အတွက်အိမ်ဟောင်းမှငွေချေပါကျမတို့ကကျွန်တော်တို့ကပုတ်ပေးပါမယ်ဟာပတ်စံရင်မဆိုင်ဘဲနဲ့ပစ္စည်းရင်ရောင်းမယ်ကိစ္စကြီးဆိုလူတွေစိတ်ဝင်စားတယ်မှာလိုက်တယ်ရောက်လာတယ်ဒါ digital marketing ပဲကျွန်တော်တို့အရင်တော့လမ်းဖြတ်သွားရင်လည်းဆိုင်မှာချိတ်ထားလို့ဝင်မိတယ်အခုဖုန်းတဲကြည့်ရင်းနဲ့ကျွန်တော်တို့ပစ္စည်းကိုတွေ့လို့သူတို့မေးတယ်ကျွန်တော်တို့ကအဆင်ပြေအောင်ရောင်းပေးတယ်ဒါ digital marketing ပဲဘာမှမခဲရင်ပါเนาะအဲဒါကြောင့်ကျွန်တော်ဒီဗီဒီယိုလေးနဲ့ပြောပြတာဖြစ်ပါတယ် digital marketing ဆိုโอเคကျွန်တော်တို့နောက်ကျွန်တော်ခုဗီဒီယိုတစ်ခုမှကြာရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့မှာဖုန်းလေးတစ်လုံးရှိုံနဲ့ digital marketing ကျွန်တော်တို့ရဲ့ခုလက်ရှိရောင်းနေပစ္စည်းတွေကိုဒီ social media တွေပေါ်မှာဘယ်လိုစရောင်းမလဲဆိုတာကိုကျွန်တော်ထပ်ပြီးမျှဝေပေးသွားပါမယ်ခင်ဗျာကျွန်တော်နာမည်ကကိုတောင်းဖြစ်ပါတယ်
ကျွန်တော်တက် home computer training ရဲ့ founder ဖြစ်ပါတယ် okay see you